PD ဓမ္မ PD လည်းတဘာဝဖြစ်ပါဘူးအဲ့ဒီလိုဖြစ်နေတော့ PD သောမနတဖြစ်နေတော့မှာကုသိုလ်ရှိစေချအမြပြုဝေလိုက်ပို့ပြီးတော့powerful ဖြစ်တာပေါ့နော်အဲ့တော့ရှိစေချမှာဘာကိုရည်စေချမှာဒီကနေ့အထူးတည်းဖြစ်ပြီးလို့တဲ့ဓမ္မစီရီအလှကိုအမြဝေမှာနော်ဓမ္မစီရီအလှကိုအမြပေးဝေမှာဆိုတဲ့ခါကျတော့ဓမ္မစီရီအလှကဘာလဲဆိုလို့ရှိရင်တိုက်ရိုက်ပြောမယ်ဆိုရင်တော့ပရိယတ္တိသာသနာဓမ္မဆိုတာပေါ့ဘုန်းကြီးဖျားရဲ့အဆုံးအမ၃မျိုးရှိတယ်နဲ့ကဟောပေါ့စကူလင်ပရိယတ္တိရဲ့ပฏิပတ်ရဲ့ပฏิဝေဒရဲ့သင်နာရဲ့ကျင့်နာရဲ့သိတာရဲ့၃မျိုးပေါ့အဲ့ဒီ၃မျိုးတွေကပါဠိလိုဆိုရင်တော့ပရိယတ္တိပฏิပတ်တိပฏิဝေဒပရိယတ္တိကဒီ၃မျိုးထဲမှာပရိယတ္တိယေဝသာသနာတမူလသာသနာ၃ရပ်လုံးရဲ့မူလအရင်းအမြစ်တစ်မြစ်တစ်ဖွဲ့ဖြစ်တာကပရိယတ္တိသာသနာအခုဒီကနေ့ဒီမှာစုပညာကာရဥဆောင်ဦးစီးပြီးတော့ဒီပြုလုပ်တဲ့ဓမ္မစီရီ project ပေါ့ဓမ္မစီရီ project မှာအထူးအပြင်ပရိယတ္တိသာသနာကို supporting လုပ်တဲ့ကုသိုလ်ပဲအဲ့တော့မိမိတို့တွေကလည်းတက်ရက်ဒီဓမ္မစီရီမှာဒီစာပေပရိယတ္တိပါမယ်ပရိယတ္တိသာသနာတည်ရှိနေတဲ့၍ကျန်တဲ့အကျင့်ရဲ့အသိရဲ့မပြောက်ပဲပရိယတ္တိသာသနာဒီအဓိကကြတယ်ပရိယတ္တိသာသနာကလမ်းညွှန်ပေးတဲ့အတိုင်းကျင့်မယ်ကျင့်တဲ့အတွက်အသိတွေရတယ်ဒီနည်းနဲ့သာသနာကသွားမှာပေါ့နော်အဲ့တော့ဒီကနေ့ဟိုလုပ်တယ်ဥပမာဘာနဲ့တူတယ်လဲဆိုလို့ရှိရင်ဆယ်ကြီးတစ်ခုကိုစိတ်ထဲကနေမှန်းပြီးတော့အာရုံပြုကြည့်လိုက်ဒီဆယ်ကြီးမှာဆယ်ပေါင်ကခိုင်ခန့်မယ်တည်တံ့ပြီးခိုင်ခန့်မယ်ဆိုလို့ရှိရင်ရေတွေအထက်မှာတည်ရှိမယ်အကယ်၍ဆယ်ပေါင်ကမခိုင်ဘူးဆိုလို့ရှိရင် strong မဖြစ်ဘူးဆိုလို့ရှိရင်ရေမိုးဘလောက်ရွာမိုးရေအထက်မှာမတည်တံ့နိုင်ခဏလေးနဲ့အကုန်လုံးပြိုဆင်းသွားမယ်ဒါကြောင့်ဆယ်ပေါင်ကောင်းမယ်ဆိုရင်ဆယ်ထဲမှာရေတွေတည်ရှိမယ်ရေတည်ရှိရင်အဲ့ဒီမှာရေကိုမိပြီးတဲ့ကြာပန်းတွေတခြားပန်းတွေအားလုံးပွင့်ပြီးတော့ beautiful ဖြစ်မယ်အဲ့ဒီဥပမာအတိုင်းပဲပရိယတ္တိသာသနာ၃ရပ်တည်းက10ပေါင်နဲ့တူတဲ့ပရိယတ္တိသာသနာတည်ရှိပြီးတော့ strong ဖြစ်နေမယ်ဆိုရင်ရေနဲ့တူတဲ့ပฏิပတ်တိအကျင့်လည်းရှိနေမယ်ရေနဲ့တူတဲ့ပฏิပတ်တိရှိနေတယ်ဆိုလို့ရှိရင်ကြာပန်းတွေနဲ့တူတဲ့ပฏิဝေဒသာသနာလည်းဆက်လက်ပြီးတော့တည်ရှိနေမှာဖြစ်တယ်နော်ဒါကြောင့်မလို့ဒီကြာပန်းတွေပွင့်ဖို့အတွက်ဆိုရင်ရေရှိရမယ်ရေတည်ရှိဖို့ဆိုရင်ကံပေါင်ဒီတန်ဒီ10ပေါင်ဒီ strong ဖြစ်ရမယ်မရှိလို့မဖြစ်ရဘူး strong တည်ရှိနေရမယ်အဲ့ဒါပရိယတ္တိသာသနာ10ပေါင်ပေါ့နော်အဲ့တော့ဒီကနေ့လှူတဲ့အလှူကပရိယတ္တိသာသနာကိုတိုက်ရိုက်လှူတာပရိယတ္တိကိုတိုက်ရိုက်လှူလိုက်ရင်ဉာဏ်နဲ့ပฏิပတ်နဲ့ပฏิဝေဒနှစ်ပါးလည်းလှူပြီးသားဖြစ်သွားမယ်နော်ဒါကြောင့်ခုနစုပညာကာရပြောသွားတယ်လို့ပဲပရိယတ္တိသာသနာခေါ်တဲ့ဗုဒ္ဓရဲ့အဆုံးအမတွေမှာမရှိဘူးဆိုရင်ပျောက်ကွယ်နေပြီဆိုရင်လောကဟာအမှောင်တိုင်တဲ့ကျသွားတာပဲအမှောင်တိုင်တဲ့ကျသွားပြီဆိုလို့ရှိရင်လူတွေနတ်တွေဟာဘယ်လိုလမ်းလျှောက်ရမလဲဒီလမ်းကမှန်တယ်ဒီလမ်းကမှားတယ်ဆိုတာမဆုံးဖြတ်နိုင်တော့ခုဒီကနေ့အထိဘုန်းကြီးတို့ဗုဒ္ဓရဲ့အဆုံးအမတွေအကုန်လုံးရှိနေတယ်ဆက်လက်ပြီးတော့လည်းပဲတည်ရှိနေဖို့အတွက်ဟောဒီဓမ္မစီဒီ project ကအများကြီးမှာအများကြီးတစ်ကမ္ဘာလုံးအတွက်အကျိုးများမယ်အကျိုးရှိစေမယ်သာသနာ၃ရပ်ကိုဆက်လက်ပြီးတော့ရေရှည်တည်တံ့နေဖို့အတွက်ထောက်ကူပြုတဲ့ project ကြီးဖြစ်တယ်ဒီ project မှာဒီကနေ့မိမိတို့နှင်းတို့မိသားစုနဲ့တခြားမိသားစုတွေအားလုံးစုပေါင်းပြီးတော့ဇီဒီတစုကုသိုလ်ကောင်းပြုလုပ်တာပါနော်တော့သာသနာဆောင်နှက်တွေမြင်တယ်သာသနာတော်ဆောင်နှက်တွေကြားတယ်သူတို့ဒုတိယလည်းအားလုံးကဝမ်းမြောက်ဝမ်းသာရှိကြတယ်သာသနာအတွက်ကိုယ်ယူဝင်ကြစရာဖြစ်တယ်အမြဲတမ်းလုံးလို့ရတဲ့ကုသိုလ်မဟုတ်ဘူးအခွင့်အခါပေးတော့အခါအားလျော်စွာကြုံလုံးကြိုက်လုံးမှာလုံးလို့ရတဲ့ကုသိုလ်ဖြစ်တယ်ဒါကြောင့်ငါတို့တွေဒီကနေ့မြတ်ဗုဒ္ဓရဲ့သာသနာ၃ရပ်ကိုဆက်လက်တည်တံ့အရှိတည်တံ့ပါစေရန်ရည်တံပြီးတော့ပြုလုပ်တဲ့ကုသိုလ်ကောင်းမှုဖြစ်တယ်ဆိုတာကိုအရင်နားလည်သဘောပေါက်ထားမယ်နော်